ကဲခရမ်းကျင်ဒီကဟင်းချက်တဲ့နေရာမှာပဲတုံးတာမဟုတ်ဘူးနော်ဒါဟာတကယ်တော့ကျဲမာရေးအတွက်မော်ဆေးလုံးတွေဆိုတာတင်သိပါသလားဒါပေမဲ့ခရမ်းကျင်ဒီကိုတချို့လူတွေစားမိရင်ဒုက္ခရောက်နိုင်တယ်ဆိုတာကိုသိပြီးပြီလားโอเคဒီနေ့ဗီဒီယိုမှာတော့ခရမ်းကျင်ဒီကတင့်ခနာကိုဘလို့တော့အံ့ဩဖို့ကောင်းပြောင်းလဲပြီးနိုင်လဲဆိုတာနဲ့ဘလို့လူမျိုးတွေကတော့အထူးတတိထားပြီးရှောက်ရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးတော့မှာပါဒါကြောင့်ဗီဒီယိုလေးကိုအစိုးအထိအတူတူကြည့်လိုက်ကြရအောင်ဗျာကဲအရင်ဆုံးခရမ်းကျင်ဒီဟဲမှာဘာတွေပါလဲဆိုတာအတူတူကြည့်လိုက်ရအောင်ခရမ်းကျင်ဒီရဲ့အဓိကအားသာချက်ကတော့လိုက်ကိုပင်းဆိုတဲ့ဓာတ်တုပ်ဆန့်ကျင်ပစ္စည်းပဲဖြစ်ပါတယ်သူကခရမ်းကျင်ကိုအနီယံဖြစ်စေတာတင်မကပဲကျွန်တော်တို့ရဲ့ cell တွေကိုပျက်စီးမှုကနေအကောင်းဆုံးကာကွယ်ပေးတာပါဒါနဲ့မကသေးဘူးနော်သူ့ထဲမှာ vitamin C potassium နဲ့ vitamin K တို့လည်းအများကြီးပါဝင်နေတာမို့ဒါဟာလုံးဝကို nutrition bomb လေးပါပဲဗျကဲသူ့ရဲ့အကျိုးကျေးဇူးတွေကိုပြောရရင်တော့တကယ်ကိုအမခန်းပါပဲဗျာနံပါတ်1ကတော့အသားအရည်လှပစေတာပါသူ့မှာပါတဲ့လိုက်ကိုပင်းကြောင်ရေလောင်တန်းကိုခံနိုင်ရရှိစီပြီးတော့အသားအရည်ကိုကြည်လင်တောက်ပေါ့စေပါတယ်ခင်ဗျဒုတိယတစ်ခုကဆိုနှလုံးကျန်းမာရေးအတွက်ပါသွေးပေါင်ခြင်းကိုစနစ်တကျထိန်းညှိပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းတော်တော်လေးလျော့ကျစေပါတယ်ပြီးတော့မျက်စိအားလည်းကောင်းစေတယ်နော်ဗိုက်တာမင် A ကျွယ်ဝစွာပါဝင်လို့အမြင်အာရုံအတွက်လည်းအရန်ကိုကောင်းမွန်ပါတယ်ဗျနောက်ဆုံးနံပါတ်4ကတော့အရေးကြီးတဲ့ကင်ဆာရောဂါကာကွယ်ရေးပါအထူးသဖြင့်အမျိုးသားတွေမှာဖြစ်တတ်တဲ့ prostate cancer ကိုကာကွယ်ပေးနိုင်တယ်လို့လေ့လာမှုတွေအရသိရပါတယ်ကဲဒါပေမဲ့လေခရမ်းကျင်ဒီကလူတိုင်းအတွက်တော့မဟုတ်ဘူးနော်ဘလို့လူတွေအထူးသတိထားရမလဲဆိုရင်တော့ပထမဆုံးကတော့အစာအိမ် acid များသူတွေပါခရမ်းကျင်ဒီက acid ပေါ့နော်အဲ့ဒါအယမ်းများတဲ့အတွက်ရင်ပူတတ်သူတွေနဲ့အစာအိမ်ယောဂရှိသူတွေကတော့အလွန်အကျွံမစားသင့်ပါဘူးနောက်တစ်ခုကကြောက်ကတ်ယောဂရှိသူတွေပါခရမ်းကျင်ဒီမှာပိုတက်ဆီယမ်မင်မာစွာပါဝင်တဲ့အတွက်ကြောင့်ကြောက်ကတ်မကောင်းတဲ့သူတွေစားမယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်တယ်လို့အကြံပြုပါရစေပြီးတော့အစစ်မြစ်ကြိုက်ခဲတတ်သူတွေပေါ့တချို့လူတွေမှာခရမ်းကျင်ဒီစားရင်အစစ်မြစ်ရောင်ရမ်းတာမျိုးဖြစ်တတ်ပါတယ်ကဲအနည်းချုပ်ရရင်တော့ခရမ်းကျင်ဒီဟာတော်ယုံတန်ယုံလူတွေအတွက်တော့တခဲကိုအဖိုးတန်နဲ့တဘာဝလက်ဆောင်ပါပဲဒါပေမဲ့တခုတော့ရှိတယ်နော်ကိုယ့်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ကိုက်ညီအောင်ချင့်ချိန်စားသုံးဖို့တော့မမေ့နဲ့အောင်နော်โอเคဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးခဲ့ပါဦးနောက်ထပ်ကျမ်းမာရေးဗဟုသုတတွေသိချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်